ကဲဒီနေ့ကတော့တိုက်ကားဘီယာနေပြီးတော့ကျင်းပတဲ့ဖန်သားနန်းတော်နဲ့တခင်ကြီးတို့ရဲ့ watch party ပွဲလေးမှာကျွန်တော်ဘယ်လိုထီပေါက်ခဲ့တယ်လဲဆိုတာကိုပြပြပေးခြင်းပါတယ်အဲ့နေရာ United နိုင်သွားလို့လားမသိဘူးလားတိတ်တော့ပြောဖို့မကောင်းဟောစတာပါ United ပြန်ပြီးကမ်းပတ်သွားတဲ့ပွဲဆိုတော့ Fanny လည်းတော်တော်လေးကျဉ်တက်နေရပုံရပါတယ်အဲ့လက်ရှိမှာရာသီဝက်ကျိုးဖို့ကလည်း6ပွဲလောက်ပဲလူတော့တာဆိုတော့ United Fanny ရဲ့ဒီခုန်တန်လေးလူတစ်ချက်လောက်နားထောင်လိုက်ရအောင်ဗျာ United အနေနဲ့ဒီချိန်နေနဲ့ဆိုရင်ကိုယ့်အသင်းကဘယ်ဆင်းတိရောက်မယ်လို့ခန့်မှန်းထားတယ် နံပါတ်1ပေါ့ နံပါတ်1တော့ချမီယံ လားတစ်လုံးတော့ရမှာဖြစ်တယ် Okay ဒါဒီကွန်ကျွန်တော်တော့အဆင့်9-6လောက်ပဲမှန်းတယ်အများရဲ့မှန်း ဒီဟာဒီဘယ်ဆင်းလောက်ထိရောက်မယ်လို့ခန့်မှန်းထားတယ် တော်ပြီပေါ့တန်ဟောပါ ချမီယံလေးဝင်တော့မလား အဲ့ဒါဒီထက်ပိုကောင်းရရပဲချက်ဒီထက်တော့ပိုကောင်းမှရ အေးပေါ့စိတ်မချရသေးဘူးပေါ့6.8 6.8ဟာဒီလိုပါလိမ့်လောက်ပေါ့ဟုတ်ကဲ့ပါ ကဲအဲ့နေရာ United ရဲ့နိုင်ပွဲနေလေးဖြစ်နေတော့ကျွန်တော်လည်း Fanny ကိုတိတ်တောင်မစလိုက်ရပါဘူးကဲကျွန်တော်ထီပေါက်သွားတဲ့အကြောင်းလေးလာပြီဗျာဒါလေးကတော့ Tiger Bia ကနေစီစဉ်ထားတဲ့ promotion လေးပဲဖြစ်ပါတယ် ဒါက promotion အကြောင်းလေးတစ်ချက်ရှင်းပြပေးပါလား ညီမလေးတို့ဒီမှာလေးတိုက်ကပေါ့နော်တတဝါဝယ်လို့ရှိရင်ညီမလေးတို့ lucky draw လေးလက်ဆောင်ပေးရပေါ့နော်တကက်လက်ဆောင်ပေးရပြီးတော့ညီမလေးတို့ football game လေးတစ်ခါဆော့ခွင့်ရှိရဒါလေးဆော့လို့နိုင်လို့ရှိရင် lucky draw နောက်ထပ်တကက်လက်ဆောင်ပေးရရှင်ဘောလုံးပွဲပြီးတဲ့ချိန်ကျရင်ပေါ့နော်ညီမလေးတို့မဲနိုင်ပေးတယ်အဲ့ဒါဘာကြီးပေါက်လဲဆိုတော့ SIN နဲ့ပေါ့နော် match လုပ်ထားတဲ့အင်ကြီးတွေအများကြီးပါရရှင် ဟုတ်ကဲ့ပါအခုတိုက်ကနဲ့တာဝါမှာတော့လေးခင်လေးလဲဆော့လို့ရရရှင် Okay စောကြည့်မယ်လေ finger football Okay ကိုရဲဝင်အောင်ထည့်ရမှာတကောတကောဆိုရင် အဲ့ဆိုရင်အခုညီမတို့ကနောက်ထပ်တကီတော့တစ်ခါဆောင်ထပ်ပြီးတဲ့ရှင် ရရထက်ကန်ကြမလို့တော့ ထပ်ကန်ကြမလို့ ဟာရကန်ကျင်သေးတာ တကယ်တော့ကိုကတာဝါပေါ့နော်နှစ်တာဝါမှားထားတယ်ဆိုရင် ဟုတ်ကဲ့ တော့ခင်ဗျာနှစ်ကြိမ်ဆော့ခွင့်ရှိရရှင် လုပ်လိုက်လေနောက်တစ်တာဝါကျွန်တော်နောက်တစ်တာဝါမှာဘူးလိုက်ဆိုတော့နောက်တစ်ခါထက်ဆော့မယ်ဟိုးဝါပြန်လေ ချိန်နေတယ် သူကဘယ်နှခုရမှာ လေးခုရမှာရှင် လေးခုရမှာပါစွစုပါ လေးတို့ဒီကူပေါ်မှာကိုရဲ့နာမည်နဲ့ဖုန်းနံပါတ်ရေးထားတယ်ကိုယ်တိုင် lucky draw ထဲကိုထည့်လို့ရရရှင် Okay ခွက်လက်ဗျာ အဲကျွန်တော်ကခုနဂိမ်းဆော့တာမှာ2ခါကန်တာ2ခါလုံးဝင်သွားတော့ lucky draw 4ဆောင်အောင်ရပါတယ်ဒီ4ဆောင်က SIS Burma နဲ့ Tiger နဲ့ collaborate လုပ်ထားတဲ့ t-shirt လေးတွေကိုမဲဖောက်ပေးမှာပါကန်ကောင်းကျင်တော့4ဆောင်မှာကျွန်တော်က2ဆောင်အောင်ထပေါက်ပါတယ်ဗျာအားတော့နာပါတယ် အခုလည်းဆောင်ပေါ်တော့ဘုရားမသိဘူး ကဲဒီပွဲလေးကတော့ဒီလောက်ပါပဲလာမယ့်ဒီဇင်ဘာလ6ရက်နေ့မှာလေတိုက်ကားဘီယာကနေထပ်ပြီးတော့ကျင်းပသွားမယ့် watch party တခုထပ်ရှိသေးပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ Aston Villa အသင်းနဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ပွဲစဉ်နေရာလေးကတော့လမ်းမတော်က The Idol Bar နဲ့ The Lot စမ်းချောင်းတို့ပဲဖြစ်ပါတယ်ကဲဒါကြောင့်မလို့နီးစပ်ရာဒေသကနေပြီးတော့ဘောပွဲတူတူလာကြည့်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာနောက်ပွဲစဉ်တွေအတွက်လည်းတိုက်ကားပဲ outlet ဒီမှာအခုလို activity လုပ်သွားအောင်လဲဆိုတာကိုတိုက်ကားဘီယာ page ကနေတစ်ဆင့်စောင့်ကြည့်ပေးကြဖို့လည်းပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ